cryptocurrency မှာ transaction တွေကိုမြန်ဆန်ပြီးတော့ပို့ပြီးတော့တက်တာအောင်လို့ဆောင်ရွက်ပေးတဲ့ network တစ်ခုဒါနဲ့ကျွန်တော်ရဲ့ crypto page channel လေးကိုလည်း like and subscribe လေးတွေပြုလုပ်ပေးခဲ့ကြပါအောင်ခင်ဗျာအခုခေတ် crypto ကမ္ဘာမှာ Ethereum ဆိုတာကတော့နာမည်ကြီးပြီးတော့အခြေခံစနစ်တစ်ခုဖြစ်ကုန်မှာမတိမဖြစ်ကုန်မှာသိထားရမယ် blockchain တစ်ခုပဲဖြစ်ပါတယ်ဒါပေမဲ့လို့နာမည်လေးကြီးတယ်လို့ပြဿနာတစ်ခုကလည်းရှိပါတယ်ဒါပေမဲ့အခုမှတော့ဒီပြဿနာတွေကိုဖြေရှင်းဖို့အတွက်နည်းလမ်းကောင်းတစ်ခုကပေါ်ပေါက်လာပြီပဲဖြစ်ပါတယ်ဒါကတော့ layer 2 network တွေပဲဖြစ်ပါတယ် Abradian optimizing base Seki SYNC တို့လိုမျိုး roulette တွေက Ethereum ပေါ်မှာ Cavalier လေးနဲ့တိစောက်ထားပြီးတော့အရာအလုံးကိုပို့ပြီးတော့မြန်ဆန်စေပြီးတော့ပို့ပြီးတော့တက်တာစေပါတယ်။ယနေ့ခေတ်မှာ Layer 2ဆိုတာကတော့ Ethereum ရဲ့အနာဂတ်ကိုတဆင့်မြင့်မားစေတဲ့အရေးကြီးတဲ့ keyword တစ်ခုပဲဖြစ်ပါတယ်။ Ethereum ကတော့ decentralized app တွေရဲ့အခြေခံ blockchain တစ်ခုဖြစ်ပေမဲ့လို့ငွေလဲတာမျိုးလုံးဆောင်တဲ့အခါအချိန်ကခဏဆောင်ရတယ်လို့ gas fee ကလည်းအနေငယ်များနေပါတယ်။ဒီချက်တွေကြောင့်ပဲ Ethereum ကကောင်းပေမဲ့လို့300တာတိတ်ပြီးတော့အဆင်မပြေပါဘူးဆိုတဲ့စကားတွေကိုထပ်ပေါ်လာခဲ့ပြီးတော့ဒီပြဿနာတွေကိုလည်းဖြေရှင်းပေးတဲ့ Layer 2 scaling network တွေဟာ Ethereum blockchain အပေါ်ကိုအဆင့်မြင့်သွားစေတဲ့နည်းပညာတစ်ခုပဲဖြစ်ပြီးတော့ဒီအဓိကလုံးဆောင်ချက်ကတော့ transaction တွေကိုပို့ပြီးတော့မြန်ဆန်အောင်ပို့ပြီးတော့ဈေးသက်သာအောင်လုပ်ကိုလုပ်ပေးတာပါဒါကြောင့်မလို့ပဲလူအများက Ethereum ကိုဓာတ်ရိုက်သုံးဖို့အစား Abradian optimizing Seki SYNC လိုမျိုးစားတဲ့ Layer 2တွေကိုအသုံးပြုလိုက်ကြတာဖြစ်ပါတယ်transaction တစ်ခုပြီးသွားတာနဲ့မိနစ်အနည်းငယ်လောက်စောင့်ရပေမဲ့ယခုမှာတော့စက္ကန့်ပိုင်းနဲ့တင်ပြီးစီးနိုင်အောင်လို့လှုံ့ဆော်လာတာပါ Layer 2 တိုးတက်လာတဲ့အချိန်ကလေးက Ethereum ကိုထပ်မံအသုံးချတဲ့သူတွေကလည်းတဖြည်းဖြည်းမြင့်တက်လာခဲ့ပါတယ် Abradian optimizing base Seki SYNC လိုမျိုး Layer 2 network တွေဟာအရင်ကဆိုရင်တော့တော်တော်လေးကိုမှလူသိနေတဲ့နည်းပညာအသစ်တွေဖြစ်ပါတယ်ဒါပေမဲ့လို့ယနေ့မှာဒီ network တွေမှာပြည့်စုံတဲ့ ecosystem တွေပေါ်လာခဲ့ပါပြီ DeFi application တွေ GFAN platform NFT marketplace တွေGameFi project တွေတောင်မှ Layer 2ပေါ်မှာအခြေခံပြီးတော့တည်ဆောက်ထားကြတာဖြစ်ပါတယ်။ဒါကတော့စီးပွားရေးနဲ့ DApp တွေအတွက်ကိုမှပို့ပြီးတော့မြန်ဆန်တဲ့ blockchain ကိုရွေးချယ်ဖို့မဖြစ်မနေကိုမှလိုအပ်လာတဲ့နည်းပညာတစ်ခုလို့တော့မှဖြစ်လာပါတယ်။ Abradian တွေကတော့ Uniswap, GMX တို့လိုမျိုးဈေးကွက်မှာတော်တော်လေးကိုမှနေရာယူထားက Seki SYNC မှာလည်း zero knowledge proof နည်းပညာနဲ့ privacy အပြည့်ပေးတဲ့ app တွေအများအပြားကိုမှပေါ်ပေါက်လာနေပြီပဲဖြစ်ပါတယ်။ Optimizing ကတော့ Coinbase ရဲ့ base chain နဲ့ကိုမှပူပေါင်းမှုကြောင့် developer တွေအတွက်ကတော့အနာဂတ်အသစ်တစ်ခုကိုဖန်တီးနိုင်ဖို့အတွက်အခြေခံအုတ်မြစ်တစ်ခုလိုဖြစ်လာခဲ့ပါတယ်။ ecosystem ကြီးထွားလာတာနဲ့အမျှ developer တွေကလည်းသူ့ထက်ငါအပြိုင်ဆိုင်ကိုတုံ့ကျင်လာပါတယ်။ user တွေကလည်းပို့ပြီးတော့များပြားလာတဲ့အပြင်ပို့ပြီးတော့ active ဖြစ်လာတဲ့ blockchain world တစ်ခုကို Layer 2တွေမှာပဲတွေ့နေရတာပါ။တကယ်လို့ crypto world တွေမှာလူတစ်သောင်းဝန်းကျင်လောက်ရလာမယ်ဆိုရင်တော့အနည်းဆုံးတစ်ဝက်က airdrop ကြောင့်ဝင်လာတာဖြစ်တယ်လို့ပြောလို့ရပါတယ်။ဒါလည်း Layer 2 network တွေမှာလည်းအတူတူပါပဲ။ Abradian optimizing Seki SYNC တို့ကသူတို့ရဲ့ network ကိုအသုံးပြုတဲ့အစောပိုင်းအသုံးပြုသူတွေကို airdrop ပေးဖို့စီစဉ်ခဲ့ပြီးသားပါ။ဒါကြောင့်မလို့ပဲ early user တွေကို token ထောင်ချီပြီးပေးတဲ့ drop တွေကလူတွေရဲ့စိတ်ဝင်စားမှုကိုကြီးထွားလာစေပါတယ်။ပြီးတော့ဒီတွေကတချို့ token တွေကတစ်ချိန်တည်းမှာပဲ valuation တန်ပေါင်းများစွာနဲ့ဖြစ်လာတာကြောင့် airdrop ရတာကိုထိပေါက်တယ်လို့ကိုဖြစ်လာတာပါ။ဒါကြောင့်မလို့ပဲ Seki SYNC ရဲ့ base တို့ရဲ့ airdrop တွေကိုရဖို့က user 1000စာ transaction, backing, staking လုပ်ထားတာတွေအောင်မှတွေ့ရပါတယ်။ incentive တွေနဲ့ airdrop strategy တွေက Layer 2 ecosystem တွေကိုနာမည်ကြီးအောင်လုပ်ပေးနေတဲ့သဘောမျိုးပါတကယ်တော့ဒီလိုမျိုးနာမည်ကြီးအောင်လုပ်ပေးနေတာကပဲအခု Layer 2ဆိုတာက crypto community ထဲမှာလူကြိုက်များတဲ့နည်းပညာတစ်ခုဖြစ်ခဲ့တာပါတကယ်တော့ airdrop တွေကြောင့်လူတွေရဲ့အာရုံကိုဆွဲဆောင်နိုင်တာမဟုတ်ပါဘူးတချို့သော network တွေကဒီလှုပ်ရှားမှုတွေကို user loyalty တက်အောင်လို့လဲ leverage လုပ်တတ်ကြပါတယ်ဥပမာ Abradian နဲ့ optimizing တို့ကကျွန်တော်ရဲ့ network ကိုပို့ပြီးတော့အချိန်ကြာအသုံးပြုထားတဲ့သူတွေကို promotion discount တွေပေးမယ်ဆိုပြီးတော့တေချာလေးကိုမှစီစဉ်ထားတာပါဒီလိုဆိုတော့ပြင်တစ်ခါ transaction လုပ်ပြီးတော့ပျောက်သွားမဲ့သူတွေထက်နေ့စဉ်သုံးနေတဲ့သူတွေ liquidity ထည့်ထားတဲ့သူတွေ DApp အသစ်တွေနဲ့ test run ကိုမှစမ်းသပ်ထားတဲ့သူတွေအတွက်ကတော့အကျိုးကျေးဇူးများပြလာပါတယ်နောက်ပြီးတော့ဒီအစီအစဉ်ရဲ့အကျိုးသက်ရောက်မှုကလည်းအရင်ကမှထူးကြပါတယ်နောက်တစ်ခုနဲ့ user တယောက်ရဲ့ကြားမှာတကယ် personal ဖြစ်နေတဲ့ relationship တစ်ခုကိုတည်ဆောက်ပေးနိုင်တာပါတခါလေးကိုမှ airdrop လက်ခံပြီးတော့အသုံးဝင်တဲ့ token အနေငယ်တောင်မှရရှိသွားရင်တော့user အများစုကတော့ဒီ chain ကိုတော့အသုံးပြုနိုင်လို့ရမှာပဲဆိုပြီးတော့ဆက်လက်အသုံးပြုချင်လာအောင်လို့ဆွဲဆောင်နိုင်တာလည်းဖြစ်ပါတယ်။အဓိကကတော့ airdrop ဟာရေလိုတစ်ခုလည်းမဟုတ်ဘဲနဲ့ရေရှည်ဆက်ဆံမှုနဲ့ user retention ကိုတကယ်ကြရှည်စွာဖန်တီးပေးတဲ့ strategy တစ်ခုဖြစ်လာပါတယ်။ဒီလိုနေပဲ Layer 2 network တစ်ခုရဲ့ community ကတကယ်ကိုမှအားကောင်းလာပြီးတော့ loyalty ရှိတဲ့ user base တစ်ခုကိုတည်ထောင်နိုင်တာလည်းဖြစ်ပါတယ်။ user loyalty ကိုတည်ထောင်ထားတာနဲ့အမျှ airdrop ဟာလေ marketing tools အနေနဲ့လည်းအရင်ကမှအသုံးဝင်တာကိုတော့မမေ့သင့်ပါဘူး။ project တစ်ခုကတော့ airdrop ကြေညာတာနဲ့ပဲ Twitter, Telegram, Discord တို့မှာညှိနှိုင်းနေမှာမဟုတ်ပါဘူး။တနည်းအားဖြင့်ကတော့အဲ့ဒီ project ကလူမှုကွန်ရက်တော်တော်များများမှာ viral ဖြစ်သွားတာပါ။အကြောင်းကတော့လူတိုင်းဟာအခုနေလှုပ်ထားမှပဲအဆင်ပြေမယ်ဆိုပြီးတော့သူတို့ရဲ့အတွေးတွေကိုဝင်ရောက်စေခဲ့တာပါ။ Abradian airdrop ကြေညာတော့ကတစ်ချိန်တည်းမှာပဲ crypto news media အပြင်ကမှ mainstream tech news တွေအထိကိုပါ viral ဖြစ်သွားခဲ့တာပါ။ Optimization ရဲ့ airdrop အကြောင်းဟာလည်း influencer တွေ live stream နဲ့မှာတော့တင်ပြကြပြီးတော့ဈေးကွက်တစ်ခုလုံးရဲ့အာရုံကိုဖန်ဆာနိုင်ခဲ့ပါတယ်။
ဒီလိုနဲ့ပဲ airdrop ဟာလေ token ပေးရတယ်မကဘဲနဲ့ GPU ဆိုင်မှုနာမည် community တိုးတက်မှုအားလုံးကိုတပြိုင်နက်တည်းဖွံ့ဖြိုးစေတဲ့ marketing weapon တစ်ခုဖြစ်လာခဲ့ပါတယ်အဓိကကတော့ loyalty ရှိရသူပါပဲ user base နဲ့ hype ဖြစ်စေမဲ့ marketing effort နှစ်ခုကိုတပြိုင်တည်းဖန်တီးနိုင်တာက layer 2 network တွေရဲ့အနိုင်ယူနည်းပဲဖြစ်ပါတယ်အခု layer 2 network တွေကိုပြန်လည်ပြီးတော့သုံးသပ်ကြည့်မယ်ဆိုရင်တော့နိမိတ်သမကပေးတဲ့လူတွေကိုဆွဲဆောင်နိုင်တဲ့ strategy ကလည်းအရေးကြီးရဆိုတာကိုသိလိုက်ရပါတယ်Ethereum ရဲ့ transcation ပြဿနာတွေကိုဖြေရှင်းပေးဖို့စတင်ခဲ့တာကမူလရည်ရွယ်ချက်ဆိုပေမဲ့လို့ airdrops, incentive, loyalty programs, marketing effect တွေက layer 2ကိုစိတ်ဝင်စားစေမဲ့ super engine တစ်ခုအဖြစ်ကိုမှပြောင်းလဲပေးသွားပြီ။ဒါကြောင့်မလို့ layer 2ဆိုတာကတော့ simple blockchain upgrade မဟုတ်တော့ဘဲနဲ့နိပညာနဲ့လူမှုစီးပွားရေး strategy ပေါင်းစပ်ထားတဲ့အနာဂတ် crypto infrastructure တစ်ခုအဖြစ်ကိုမှထင်ဟပ်နေပြီလေဖြစ်ပါတယ်။ဒါနဲ့ crypto နဲ့ပတ်သက်ပြီးတော့ up to date အကြောင်းအရာတွေကိုသိချင်နေဆိုရင်လည်းပဲကျွန်တော်ရဲ့ crypto page channel လေးကိုစောင့်ကြည့်ပေးကြပါအောင်ခင်ဗျာ။ဒါနဲ့ Binance account နဲ့ Bybit account တွေကိုဖောက်ချင်နေဆိုရင်လည်းပဲ description နဲ့ comment လေးမှာ link ချပေးထားပါတယ်။အဲ့ဒီ link တွေကနေပြီးတော့ account ဖောက်မယ်ဆိုရင် bonus တွေရအောင်မှလည်းဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။